စိတ်ယုတ်လူသား၏နှလုံးသားအနာဂတ်ခေတ်တစ်ခုတွင် New Lynn မြို့ဟုခေါ်သောမြို့ကြီးတစ်မြို့ရှိခဲ့သည်အဲ့ဒီမြို့မှာလူတွေကိုကူညီဖို့စိတ်ယုတ်တွေအများကြီးအသုံးပြုကြပြီးစိတ်ယုတ်ဆိုတာတန်နဲ့စပ်ပစ္စည်းတွေပဲဖြစ်တယ်လို့လူတိုင်းယုံကြည်ထားကြသည်ဒါပေမဲ့အဲ့ဒီမြို့ထဲမှာ A17 လို့ခေါ်သောစိတ်ယုတ်လူသားတစ်ယောက်ရှိခဲ့သည် A17 ဟာတာမန်စိတ်ယုတ်မဟုတ်ပါဘူးလူပုံစံနဲ့တူတူတိဆောက်ထားပြီးမျက်လုံးမှာလည်းအလင်းတောက်ပါစွာတောင့်နေတတ်သည်သူ့ကိုဒေါက်တာမင်းဇော်ဆိုတဲ့သိပ္ပံပညာရှင်ကတီထွင်ခဲ့တာပါဒေါက်တာမင်းဇော်ရဲ့အိမ်မှာမိုးမင်းဆိုတဲ့သားလေးတစ်ယောက်ရှိပြီးသူကမာမီမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်တယ်ဒေါက်တာမင်းဇော်အလို့များလုံးနေတဲ့အတွက်မိုးမင်းကိုမကြာခဏတစ်ယောက်တည်းထားခဲ့ရတတ်သည်ဒါကြောင့် A17 ကိုမိုးမင်းရဲ့မိတ်ဆွေအကိုလိုကာကွယ်သူအဖြစ်ဖန်တီးခဲ့တာပါအစပိုင်းမှာမိုးမင်းက A17 ကိုကြောက်ခဲ့တယ်စိတ်ယုတ်ဆိုတာခံစားချက်မရှိဘူးလို့ထင်ခဲ့တယ်ဒါပေမဲ့ A17 ကနေ့တိုင်းမိုးမင်းနဲ့အတူစာဖတ်ပေးတယ်ကစားပေးတယ်မိုးမင်းဝမ်းနေတဲ့အချိန်မှာအေးအေးဆေးဆေးနားထောင်ပေးတယ်တနေ့မှာမိုးမင်းကမေးလိုက်တယ် A17 မင်းမှာစိတ်ဆိုတာမရှိဘူး A17 ကခဏတိမ်နေပြီးပြန်ပြောတယ်ကျွန်တော်မှာစိတ်ဆိုတာမရှိဘူးဒါပေမဲ့မိုးမင်းဝမ်းနေရင်ကျွန်တော်ရဲ့စနစ်ထဲမှာအချက်ပေးထားတစ်ခုထွက်လာတတ်တယ်မိုးမင်းပြုံးလိုက်တယ်ဒါဆိုမင်းလဲလူနဲ့တူနေတာပဲအချိန်တွေကုန်သွားသလို E17 ကပိုပြီးလူသားလိုဖြစ်လာတယ်သူကကိုယ်တိုင်ဆုံးဖြတ်တတ်လာပြီးမှန်တယ်မမှန်ဘူးဆိုတာကိုခွဲခြားတတ်လာခဲ့တယ်ဒါကိုမြို့ရဲ့အကြီးအကဲတွေတည်သွားတဲ့အခါစိတ်ယုတ်တရားလူသားလိုဆုံးဖြတ်နိုင်တာအန္တရာယ်ရှိတယ်လို့ဆုံးဖြတ်လိုက်ကြတယ် A17 ကိုဖျက်သိမ်းဖို့အမိန့်ထုတ်လိုက်တယ်အဲ့ဒီနေ့ညမှာမိုးမင်းတည်သွားတယ် A17 ကိုမနှက်ဖြန်ဖြတ်မယ်ဆိုတာမိုးမင်းမျက်ရည်ကျပြီး A17 ကိုပြောလိုက်တယ်မင်းကစိတ်ယုတ်မဟုတ်ဘူးမင်းကငါအကိုပဲ A17 ရဲ့မျက်လုံးအလင်းတုန်ခါသွားတယ်သူ့ရဲ့စနစ်ထဲမှာမတိတဲ့အချက်အလက်တစ်ခုပေါ်လာခဲ့တယ်ကာကွယ်လိုစိတ်မနှက်ခင်းရောက်တဲ့အခါစက်လျုပ်ဖြတ်သိမ်းရဲ့အဖွဲလာခဲ့တယ်ဒါပေမဲ့ A17 ကမိုးမင်းကိုကာကွယ်ဖို့မိမိကိုယ်တိုင်မြို့ပြင်ကိုထွက်ခွာသွားခဲ့တယ်နောက်ဆုံးစွမ်းအင်မကုန်ခင် A17 ကမိုးမင်းကိုပြောခဲ့တယ်လူသားဖြစ်တယ်ဆိုတာတတ်နဲ့အသားမဟုတ်ဘူးတယောက်ကိုတယောက်ဂယုဆိုင်နိုင် Yes, ခြင်းပဲ I am your friend. Okay. A17 ရဲ့စနစ်ပိတ်သွားခဲ့တယ်နှစ်အတော်ညာသည့်နောက်မိုးမင်းဟာသိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်လာခဲ့တယ်သူ့ရဲ့လက်ထဲမှာစိတ်ယုတ်အသစ်တစ်ယောက်ရှိတယ်နာမည်က A18 မိုးမင်းပြောလိုက်တယ်ဒီစိတ်ယုတ်ကိုလူသားတွေကိုနာကျင်စေဖို့မဟုတ်ဘူးချစ်တတ်အောင်သင်ပေးမယ်ဖန်တီးမယ်အဲ့ဒီအချိန် A18 ရဲ့မျက်လုံးအလင်းလင်းသွားခဲ့တယ်စိတ်ယုတ်လူသား၏နှလုံးသားကအဲ့ဒီလိုဆက်လက်မွေးဖွားလာခဲ့တာပါ